အောင်းမင်္ဂလာပါဇုံးလက်စီမှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဗျကဲဗျဒါလေးကတော့အင်ဂျင်ပေါင်က200ဒိုင်ရန်3မင်းမူးကိုင်းလေးကိုကျွန်တော်စီပါအရောက်တက်ဆင်သွားခြင်းဖြစ်ပါတယ်ဗျပုံမှန်တိုင်းလေးပဲကျွန်တော်နှစ်ချောင်းတော့အပြည့်လေးသွားပေးထားပါတယ်ဗျကျွန်တော်အောက်ကဟင်္ဂလိုင်း2လေးကျွန်တော်3ပေးထားပါတယ်ဘောလုံးလေးတရားမှာစကျွန်တော်တေချာခိုင်ခိုင်မာလေးတက်ဆင်ပေးထားတယ်အောက်ဘက်မှာဆိုလို့ရှိရင်ကျွန်တော်အပူကန်တစ်ထပ်လေးလည်းဖြစ်သွားမယ်ဗျနောက်ပြီးတော့လေသာမိုးလေးနဲ့လုံးဝလက်ကြည့်ကြမလို့တော့ကောင်းပါတယ်ဒီကောင်လေးကဘေးကနှစ်ဖက်အုပ်ဆောင်လေးဖြစ်သွားမယ်ဘေးကလေးတွေဆိုလို့ရှိရင်ကျွန်တော်တေရုပ်ပညာချိတ်လို့ရအောင်လဲကျွန်တော်ဂျေတက်လေးတွေအစားကျွန်တော်တခါတည်းတက်ဆင်ပေးထားပါတယ်ဗျနော်အရှိဘက်မှာဆိုလို့ရှိရင်လည်းဗတ်မှန်ကိုင်းထိုင်တယ်ဗတ်မှန်လေးတွေအစားကျွန်တော်အဆင်ပြေလွယ်ကူအောင်တက်ဆင်ပေးထားတယ်အရှိဘက်မှာလည်းပစ္စည်းလေးပြောကြမှာမလို့ကျွန်တော်အကာလေးလည်းကာပေးထားပါတယ်ဗျအောက်မှာဆိုလို့ရှိရင်လည်းဒီမှာပုံးတင်မှာမလို့ကျွန်တော်တန်းလေးတွေလုပ်ပြီးပါဆိုလို့ကျွန်တော်တန်းလေးတွေကိုလည်းအရှင်လေးနဲ့အဆင်ပြေအောင်ကျွန်တော်တခါတည်းတက်ဆင်ပေးထားပါတယ်ဗျcustomer မိုင်းစိတ်တန်းကြလေးကျွန်တော်ဒီမှာလည်းရောက်တက်ဆင်သွားတာစတီးပိုင်းနဲ့လေသာပိုင်းအောင်ဒီနေရာထဲမှာလူချင်းနေဆိုလို့ရှိရင်ကျွန်တော်တို့ဇုံးနဲ့စတီကိုလာခဲ့ပါလို့ကျွန်တော်ဘက်ကဖိမှန်တက်ကပြောရပါတယ်ပစ္စည်းလေးနိုင်ငံပြည့်လည်မှုကြောင့်ကျွန်တော်လေးလည်းနိုင်ငံပြောင်းလဲမှုရှိပါတယ်ဗျကျွန်တော်ရချင်းလေးတွေအများကြီးယူပြီးစောင့်ပေးချစ်ရတဲ့ customer များတူတယောက်ချင်းစီကိုလည်းကျွန်တော်ဘက်ကနေထူးပင်ကျေးဇူးတင်ပါတယ်အခုလိုမျိုးယုံကြည်မှုနဲ့တကူကလည်းအားပေးတဲ့ customer မိုင်းယူလေကျွန်တော်စိတ်တန်းကြလေးတက်ဆင်ပေးထားပါတယ်ဗျကျွန်တော်နောက်ဘက်မှာဆိုလို့ရှိရင်ကျွန်တော် sign name လေးလည်းထည့်ပေးထားပါတယ်အရှိဘက်မှာဖုန်းနံပါတ်လေးလည်းပါပါတယ်ဗျဖုန်းနံပါတ်လေးကိုဆက်ပြီးတော့ဈေးနှုန်းလေးတွေသိချင်တာဖြစ်ဖြစ်ဝယ်ယူအားပေးချင်တာဖြစ်ဖြစ်ဆက်ဆက်ဆုံးနဲ့မေးမြန်းနိုင်ပါတယ်ဗျ